အသုံးချနဂရဗေဒပညာရှင်ဆရာရန်နိုင်ကျော် TikTok အကောင့်နဲ့ Facebook အကောင့်ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ခံကြောင်းကြပါစေ။ဘေးအပေါင်းရန်ပေါင်းကနေကင်းရှင်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဒီကနေ့ဗီဒီယိုဖိုင်မှာကတော့2026ခုနှစ်မှာမေထုံရာသီဘွားတွေအတွက်ကံကြမ္မာအကောင်းအညံ့တွေကိုရှေ့တိုင်းနဂရဗေဒနိစ္စနဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်။ဇွန်လ15ရက်နေ့ကနေဇူလိုင်လ16ရက်နေ့တွင်မွေးဖွားကြသူတွေဟာမေထုံရာသီဘွားများဖြစ်ကြပါတယ်။မေထုံရာသီဘွားတွေအနေနဲ့2026ခုနှစ်အတွင်းမှာအတွေးခေါ်အသစ်တွေနဲ့အတူလုပ်ငန်းခွင်မှာအောင်မြင်မှုရရှိမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။မိတ်ဆွေအသစ်တွေရရှိတာယာဒူးတိုးတာအိုးရင်အသစ်တွေပိုင်ဆိုင်တာအလုပ်အသစ်တွေလုပ်ကင်ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဝန်ထမ်းတွေအနေနဲ့ကတော့ဇန်နဝါရီလကနေမေလအတွင်းမှာမိမိပြောင်းကျင်တဲ့နေရာကိုယာဒူးတက်ပြီးတော့မှယာဒူးတိုးပြီးတော့မှတောင်းရွှေ့ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။မေထုံရာသီဘွားတွေအနေနဲ့2026ခုနှစ်မှာကြုံတွေ့ရမယ့်အညံ့တွေကိုတင်ပြရမယ်ဆိုလို့ရှိရင်တော့အိမ်ဝဲချံမြေကိစ္စနဲ့ပတ်သက်ပြီးအရှုပ်ရှင်းဖြစ်တာတဏ္ဍာဖြစ်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ငွေကြေးဆုံးရှုံးတာငွေအကုန်ကျများတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ယာယီခီးသွားရတာမျိုးတွေကြုံတွေ့နိုင်တယ်။အဲ့ဒီခီးစဉ်ကြောင့်ပဲကောင်းမွန်တိုးတက်တဲ့ကောင်းမွန်တဲ့လုပ်ငန်းတစ်ခုကိုလုပ်ဆောင်ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ငယ်ရွယ်တဲ့သူတွေအနေနဲ့ကတော့ဒီ2026ခုနှစ်ဟာစမ်းထပြီးတော့မှရောက်နေရမှာမျက်နှာပွင့်ပြီးတော့မှလူချင်းလူချင်းပေါ်များမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။လူကြီးပိုင်းအနေနဲ့ကတော့ကျမကြီးအနေနဲ့ကိုခံအားနေတာရင်ပန်းအောင်တာမောတာနှလုံးရောဂါဟူတာမျိုးတွေခံစားရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။မိတ်ဆွေတို့အနေနဲ့2026ခုနှစ်မှာမိမိတို့ရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအချစ်ရေးအိမ်တော်ရေးကိစ္စအပါအဝင်အသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်း39 425 ကိုဖြစ်စေ Viber ကဖြစ်စေ Messenger ကဖြစ်စေဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာလူဝဆန္ဒတွေပြေဝကြပါစေ